မင်္ဂလာပါပိတ်သက်ကြီးရေဖဘော့စပီယာ YouTube channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လက်ဆန္ဒအစ်ဆက်ကိုလဘောက်အသင်းကအမှန်တကယ်စိတ်ဝင်စားနေကြောင်းဒေးဗစ်အော့စတိန်ဖော်ပြမင်္ဂလာပါပိတ်သက်ကြီးလဘောက်အသင်းကညူကာချက်တိုက်စစ်မှုလက်ဆန္ဒအစ်ဆက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းစိတ်ချရတဲ့သတင်းထောက်ဒေးဗစ်အော့စတိန်ကဖော်ပြသွားပါတယ်အစ်ဆက်ဟာခုချိန်မှာကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေကတအုပ်ဖြစ်ပြီးတိုင်ဝမ်ဆောင်32ပွဲမှာ22ခုအထိသွင်းယူထားပါတယ်ယူကာဆန်ဟာသူတို့တိုက်စစ်မှုအစ်ဆက်ကိုလပအောင်နဲ့အာဆင်နယ်ကခေါ်ယူဖို့ကြိုးစားနေတဲ့အကြားမှာအသင်းမှာဆက်ရှိဖို့ကြိုးစားနေရပဲဖြစ်ပါတယ်အသက်25နှစ်ပဲရှိသေးတဲ့အစ်ဆက်ဟာနယူကာဆယ်အသင်းနဲ့2028အထိစလောက်တန်းရှိနေသူပါအဲဒီတော့ကြောင့်မို့လို့နယူကာဆယ်အသင်းဟာအစ်ဆက်ရဲ့ပြောင်းရွှေ့ခြင်းကိုအများကြီးလိုချင်နေရပဲဖြစ်ပါတယ်သတင်းတွေအရတော့နယူကာဆယ်အသင်းကအစ်ဆက်ကိုစလောက်တန်းတိုးလို့နေပြီးတကယ်လို့စလောက်တန်းတိုးခဲ့ရင်တောင်မှအစ်ဆက်ကစာချုပ်ထဲမှာတက်နေရောလဲစာချုပ်ဖြတ်သိမ်းခြင်းကိုထည့်သွင်းဖို့လိုချင်နေတာပဲဖြစ်ပါတယ်။လဘောက်ကဘာဝင်နူးနဲ့ဒီကိုဂျူတာနဲ့လိုဝစ်ဒီရက်တို့ကိုတိုက်စစ်နေရာမှာထားပြီးတုံးခဲ့ပေမဲ့အဆင်မပြေခဲ့တာကြောင့်ဆုံးသက်ကောင်းတဲ့တိုက်စစ်မှုအစ်ဆက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေရပဲဖြစ်ပါတယ်။အတလက်ရဲ့သတင်းထောက်ဒေးဗစ်အော့စတိန်ကလဘောက်အသင်းကအစ်ဆက်ကိုအမှန်တကယ်စိတ်ဝင်စားနေကြောင်းပြောသွားခဲ့ပါတယ်။လဘောက်အသင်းဟာသူတို့အသင်းမှာနိုင်ရောညီတွေဖြစ်တဲ့တိုက်စစ်သမားတွေကိုလေ့လာစောင့်ကြည့်နေပါတယ်။အဲ့ဒီထဲမှာမှသူတို့သဘောကျကြောင်းတိုက်စစ်မှုကအလက်ဆန်နာအစ်ဆက်ပဲဖြစ်ပါတယ်။သဘောအသင်းထဲမှာကပဲအာဆင်နယ်ချယ်ဆီနဲ့ဘာစီလိုနာအသင်းတွေကပါအစ်ဆက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။တောင်းချွေကြီးကတော့ကြီးမားပါလိမ့်မယ်။ကစားသမားတိုင်းကတန်ကြေးရှိပြီးနယူကာဆယ်အသင်းကလည်းတိုက်စစ်မှုအစ်ဆက်အတွက်ပေါင်တန်း150လောက်လိုချင်နေပါတယ်။နယူကာဆယ်ပရိသတ်တွေအတွက်တော့အနာပါတယ်။အစ်ဆက်ဟာနွေရာသီမှာအသင်းကြီးနဲ့စကားပြောဆိုမှုတွေပြုလုပ်ပါလိမ့်မယ်ဆိုပြီးပြောသွားခဲ့ပါတယ်။နဘောအသင်းဟာလာမယ့်နွေရာသီမှာကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်မှာဖြစ်ပြီးဒါဝင်နုနဲ့ဒီကိုကျော်တာတို့ကိုရောင်းချမှာဖြစ်ကတိုက်စစ်မှုနဲ့ဖွင့်လှစ်သားသမားအချို့ကိုဝယ်ယူမှာပဲဖြစ်ပါတယ်